ပြောပြအောင်မယ်ဗျဟိုပေါ့နိုင်ငံလုံးအတိုင်းအတာနဲ့ပဲပြောရမှာပေါ့ကြိုက်ချင်မကြိုက်ချင်နေပေါ့ဗျာဒါတကယ်ပြောတာအခုကျွန်တော်တို့လက်နက်ကိုင်အဖွဲ့အစည်းပေါ့တက်မတော်ကလွှဲရင်ပြည်ရေးရမှာရှိတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလွှဲချမ်းတဲ့အကောင်တွေကိုတခါကျွန်တော်အနေနဲ့ကျွန်တော်အတွေးတာဆိုလို့ကျွန်တော်လိုတာဆိုလို့တဘုံပေါ့ဆိုအကုန်ပါတယ်ငင်းငင်းလောက်ထားတဲ့အကောင်လည်းတဘုံပဲတချင်ကတိုက်ပြူပုံကတဲ့ကောင်တဘုံပဲတယောက်မှကိုတခါတည်းအမှတခါတည်းလက်နဲ့မှန်သမျှအကုန်လုံးခုကုန်အပ်ကျွန်တော်ကတပတ်ခါမှနေလာခဲ့တာဟိုတောင်ပေါ့တောင်မှနေတဲ့အချိန်ကျတော့22နှစ်နေလာခဲ့တာအဲ့မှာအရင်တော့အခုတော့အဲ့လူကပြန်ပြီးတော့တောခိုတဲ့ထဲပါသွားတယ်တောပြန်ခိုတာပေါ့ဗျာအေးချမ်းရေးဆိုတာသူကသူ့ရဲ့ဇာတိကတော့ရေရာရှင်မြို့နယ်တဲ့ပေါ့ဥကိုကြီးဆိုတာသူအေးချမ်းရေးဆိုတဲ့သဘောမျိုးလားသူ့နယ်မြေဒေသကိုအဲ့တော့ကအေးချမ်းရေးနယ်မြေဆိုပြီးတော့မှတန်တော်မြောက်ချမ်းပေါ့သူကတန်တော်မြောက်ချမ်းအထူးဒေသတွေပေါ့အဲ့အကုန်လုံးအဲ့လိုလက်နဲ့အပ်တာသူမှနှစ်ဖွဲ့ရှိတယ်တန်တော်မြောက်ချမ်းနှစ်ဖွဲ့ရှိတယ်အဲဥကိုကြီးရှိတယ်နောက်တစ်ခါဥကိုကြီးရဲ့အပေါ်မှာတော့ဖက်ရီမိုးပေါ့ဖက်ရီမိုးနဲ့သူကဘုံမှုဝယ်မှုပေါ့သူ့အောင်မှာဥကြော်ဝေးတို့ပါတော့အဲ့လူတွေကသူတို့ကအခုတော့တိုက်ရင်တဲပြီးတော့မှသူတို့ကတော့ဟိုလက်နဲ့ပြန်တက်ပေးထားတယ်ရှိတယ်ဟိုလူကလုံးဝကိုပြန်တက်ပေးတာတော့မှမယူအဲ့လိုမျိုးခုလည်းအဲ့လိုမျိုးတခါတည်းအဲ့လိုလုတ်ပြအောင်ရှုပ်တယ်ဝါလည်းပြောလို့ဆိုလို့မရဘူးဆိုတော့ခါတုတ်ပြရှုပ်တယ်ပြောစကားဆိုတာနားမထောင်ဘူးဆိုတော့ခါတိုင်းပြည်အနေနဲ့ဗျာကျွန်တော်တို့တွေးတာတော့ခါတော့အဖအကားချုပ်ကြည့်ဘူးအဲ့လိုတွေးရတဲ့ခါပြက်သားရှင်းထုတ်လိုက်ရှုပ်လုံးလို့အခုကိုကတခါတစကန်ထလာပြန်ပြီသတင်းတွေကလည်းဟုတ်လားမဟုတ်လားတော့မသိဘူးသတင်းတွေကတော့တို့တခြားပြည်ပမီဒီယာတွေတော့ပြည်တွင်းနဲ့ပြည်ဖြစ်မီဒီယာပေါ့တရောင်းစားမီဒီယာအုပ်စုတွေကလည်းပြောနေတာပဲဟာဝါစစ်တပ်ကိုအာမကူတရုတ်ကိုအာကိုတဲ့ဘာညာဒါတွေကလည်းဟိုပါပေါ့စိုက်ဝါးတွေပေါ့ပြောမယ်ဆိုကောလာဟာလာတွေပေါ့ဟုတ်ချင်မှလည်းဟုတ်မယ်စားကောင်းအောင်လည်းတရောင်းစားခွက်ကောက်လို့ကောင်းအောင်သူကရှောက်អော်တာလည်းဖြစ်ချင်းဖြစ်မှာပေါ့ရှောက်ပြောတာလည်းဖြစ်ချင်းဖြစ်မှာပေါ့အဲ့ကောင်တွေနည်းနည်းဂျိုးကြွလာပြီဆိုလို့ရှိရင်စောက်လို့ရှုပ်တယ်ကျွန်တော်အတွေးတာဆိုလို့တော့ဘာမှကျွန်တော်အတွေးတာဆိုတော့အကုန်လုံးဘာ KIA တွေဘာပြောမနေနဲ့ဒါတော့မှတွန်လိုင်းမအောင်မြင်ဘူးဘာလို့အောင်မြင်မှာတော့တူတူလူငါတမင်းနဲ့အယူထားနေတဲ့ကောင်တွေတော့ဒါပေမဲ့တခုတော့ရှိတယ်ဒီကောင်နဲ့လက်နှစ်ရဲ့အရာတာကိုတိသွားတဲ့ခါကျငင်းငင်းမလုပ်ချင်လက်နဲ့မအချင်းလက်နဲ့ရဲ့အရာတာကိုတိသွားလက်နဲ့ကြောက်တာလေပြည်သူလူထုကိုလက်နဲ့ချိန်ချောက်ပြီးတော့မှတို့ကလက်နဲ့အားကိုနဲ့အနိုင်ကျင့်တယ်ကျွန်တော်တို့ကပါပြီးသားကျွန်တော်တို့မှာတတ်မတော်ကလက်နဲ့အားကိုနဲ့အနိုင်ကျင့်ခြင်းမှာရှောင်ကျင့်မှာတော့ကျွန်တော်မှာကြောက်60မှာပါတယ်ဒီကောင်တွေမှာအဲ့လိုမရှိဘူးအာနာဘယ်မှာတော့တနတ်ပြောင်းပါမှာပဲရှိတယ်အဲ့လိုကောင်မျိုးတွေတခါတည်းတနတ်ပေးထားတော့တခါတည်းဟိုခရဲပြောလို့ရှိရင်တခါတည်းမြောက်အုံးသီးပေးထားတယ်လို့ပဲဘာမှမထူးအဲ့တော့ခုအေးတို့ဘာလို့လဲတခါတည်းမှာဇောင်းကြွလာမှုံကျွန်တော်လိုတော့ဆိုမှုံကြေးကျွန်တော်ဟိုအဘဘူးလက်ပြောသလိုပဲအဘဘူးလက်နဲ့ကျွန်တော်တို့ကြတော့ကျွန်တော်အဲ့လူတွေကိုလေးစားတယ်ကျွန်တော်ငိမ့်ချမ်းရေးကိုမလိုလားဘူးမဟုတ်ဘူးငိမ့်ချမ်းရေးကိုလိုလားတယ်ကျွန်တော် Facebook ဆိုလို့ရှိရင် Facebook ကိုကျွန်တော်2019 18လောက်ပဲစသုံးတယ် Facebook ဟိုတုန်းက line ပေါ်ဗျာ Facebook တွေ video တွေဘာတွေမှ line ဘာတွေမှမသိဘူးအဲ့လိုဟာတွေလဲပေါ်လာသမျှဟာတွေလိုက်ပြီးတော့ internet line တွေလိုက်သုံးတယ် Facebook မှာဆိုလဲရေးတာကျွန်တော်သူကတော့ပြောတယ်ဆရာတွေကတော့တားယူတယ်ဆရာသမားတွေဟဲ့အောင်မင်းထောင်ကြမယ်နော်ကောင်းအောင်ပြောတာကွာကိုလည်းကိုအဆင့်တန်းတယ်ကိုလည်းတွေးတဲ့ခေါ်တတ်တဲ့အတိုင်းရေးတာကွာပြောတာကွာဟာညိတာကိုလူကြီးတွေလည်းမဟုတ်တာလုပ်ရင်တော့ပြောမှာပဲကိုလူကြီးတွေမဟုတ်တာလုပ်ရင်လည်းပြောမှာပဲကိုလူကြီးတွေကိုမဟုတ်တာပြောရတော့ဝေဖန်ရမယ်လေဝေဖန်နေဆိုတာဝေဖန်မှအမြင်မှန်ကိုသိပြီးတော့မှအတွေးခေါ်တယ်ဒါဒီလိုတော့ဟုတ်တယ်ငါတို့မှားနေတယ်လေငါတို့မှားနေတယ်လူကြီးတွေလည်းသိသွားတာထင်ပါပေါ့ဗျာမင်းတို့ပြောတဲ့ဟာတွေမင်းတို့ဘလူကအရေးယူမှာတော့အရေးလုံမှာတော့မဟုတ်ဘူးပေါ့နှမ်းတစီတဲ့နဲ့တော့အစီမဖြစ်ဘူးပေါ့ဟိုစကားလုံးပေါ့ဆရာမဒေါက်တာမတ်တင်ဝင်ပြောသလိုပဲနှမ်းတစီနဲ့တော့အစီမဖြစ်ပါဘူးဒါပေမဲ့စီးဖြစ်သွားတဲ့တန်းလေးတွေထဲမှာတော့ပါခြင်းတယ်ပေါ့အဲ့သဘောလို့ပြောမှာပဲအခုလည်းမဟုတ်တာလို့တာတော့ပြောမှာပြောကျွန်တော်သဘုံပေါ့ဗျာကျန်တာလေးမပြောချင်ဘူးသဘုံကျွန်တော်စက်သားဆိုတော့စက်သားအကြောင်းပဲပြောချင်တယ်သဘုံပေါ့စက်သားလုပ်ပဲလုပ်ချင်တာအမှန်တိုင်းပြောအခုတော့လွတ်လပ်ဟုတ်လားစက်သားလုပ်ရပြီလေ
စစ်သားတွေကအမှကြိတ်လို့ရပြီလေဟိုနိုင်ငံရေးနဲ့ဝင်ပါကြမလို့လေလောလောဆယ်ဒါလေး AAC သူကလည်းအစိုးရအလုပ်လုပ်စစ်တပ်အလုပ်လုပ်အစိုးရရဲ့အောက်မှာစစ်တပ်ရှိတယ်သို့တော့စစ်တပ်ကသူကတပုံဆိုတဲ့အကောင်ကိုအမြင့်ပြတ်ချင်းမုန်းရမယ်တောင်းအောင်ရှိတာကိုရှော့ပေးလို့မရဘူးဒီတခါတော့ရှော့ပေးရင်တမိုင်းဒုက္ခရောက်သွားလိမ့်မယ်တမိုင်းမှာဒီတခါတမိုင်းမလာဘူးဖြစ်သွားလိမ့်မယ်ဟိုတုန်းကရန်ကုန်အစိုးရရှိတယ်ဘာဖြစ်တယ်ညာရန်ကုန်အစိုးရခေါ်ခဲ့တယ်အဲ့ဒါတမိုင်းမှာအဲ့ဒါပြီးခဲ့ပြီဒါအဲ့လိုထပ်ဖြစ်ချင်းလို့လားမမြဘူးတပုံမှန်သမျှကိုကျွန်တော်တို့ဆို KIA ပြောလို့ဆိုလို့မရဘူးလားမင်းတို့ရှုပ်တယ်ကွာလက်နဲ့ဖြုတ်လိုချင်ဘူးလားမင်းတို့လက်နဲ့စစ်ုံတွေတိနေတာပဲအဲ့လက်နဲ့စစ်ုံတွေတို့နေတဲ့အကောင်တွေဘာကောင်တွေဘယ်နေရာမှာရှိတယ်အကုန်တိတာကျွန်တော်တို့ရှမ်းမြောက်နေခဲ့တယ်ရှမ်းမြောက်မှာတခါဟာအဲ့ရွာမှာဘယ်ရွာမှာဘလူးတွေပါရှိတယ်တိတယ်ဒါပေမဲ့ငင်းငယ်ကြီးကဟိုကန့်လန်းထားတယ်လက်မှတ်ထိုးထားတယ်ဆိုခါအဆင်မပြေဘူးအခုတော့အဲ့လိုမရဘူးရှုပ်တယ်ခေါင်းထိရင်တော့အကုန်လုံးအောက်ကအကောင်တွေတော့ပြဝက်သွားမှာပဲလေအဲ့တော့ခေါင်းတွေကြီးအကုန်တုတ်ပြဟိုမြတ်ဘာထွတ်မြတ်နိုင်တရောင်းစားအဲ့ကောင်ကျွန်တော်တို့လည်းဆိုအသက်တူရွယ်လို့လောက်ပဲရှိမှာပါခွေးတရောင်းသားအဲ့ကောင်ဟိုတုတ်ပြရှုပ်လုံးရခိုင်ဟိုမျိုးစစ်တဲ့ရခိုင်များဟို10အိမ်တောင်စုလောက်ကြာရင်ရပြီတုတ်ပြစောက်လို့ရှုပ်လုံးဟုတ်တယ်မလားကချင်အဲ့လိုပဲမျိုးမကောင်းတဲ့ကောင်တွေတခါလဲ10အိမ်တောင်စုလောက်ဆိုင်ရပြီ10ဟိုကချင်မျိုးစစ်10အိမ်တောင်လောက်ရမျိုး135မျိုးထဲမှာတော့သူကပျောက်သွားလို့မရဘူးလေအဲ10အိမ်တောင်စုလောက်ကြာရင်ရပြီတုတ်ပြအကုန်လုံးမျိုးဖြုတ်ပြတာရှုပ်တယ်ဝါလည်းအဲ့လိုပဲဟာဘာရှုပ်လုံးလို့တခါပြောမရအဆုံးမရလို့ကိုကန့်ခုပြိုဆိုးသေးတယ်ပလောင်မှာရှုပ်တယ်ပလောင်လဲသူကဟိုစကြတဲ့မြန်မာပြည်စတေးပါပြီဆိုကြတဲ့သူကအနော်ရထားမင်းကြီးလက်ထက်ကလေးသူကပလောင်ကလူမျိုးတစ်မျိုးအနေနဲ့ပါတယ်ဒီပလောင်လဲဆောင်းတာပြောလို့ပြောစကားဆိုတာနားမထောင်ဘူးကျုပ်တုတ်ကရင်လည်းဒီတိုင်းပဲကျွန်တော်အတွေးလို့ဆိုရင်တော့ဆယ်စည်းမဟုတ်ဘူးလေးနေဗျာပေါ်လုံးလို့စီကုံမှာကြောက်ရင်ဗျာနောက်ဆုံးဟိုပြောသလိုပဲဟိုလူကြီးတွေပြောသလိုပဲပြောလိုက်မယ်စက်သားတွေကိုထမင်းတက်နဲ့ရှော့စားခိုင်းပြီးတော့အဲ့စီတွေအကုန်လုံးနဲ့တုတ်မယ်ဗျာအဲ့ထမင်းတက်နဲ့ရှော့စားထားတဲ့အစီနဲ့အဲ့မတုတ်ရှုပ်လုံးလို့ပေးဆက်မဟုတ်လို့ဆိုပေးဆက်ရတာမနေဘူးဗျပေးဆက်လာခဲ့ရတာဟာမတန်ဘူးစက်သားကိုတန်ဖိုးထားစက်သားတွေသေတာမနေဘူးသေသွားတာတွေမနေဘူးစက်သားတွေကျိုးတဲ့ကောင်ကျိုးကန်းတဲ့ကောင်ကန်းပြတ်တဲ့ကောင်ပြတ်သေပြီးတော့ဘဝတွေပြက်ပြီးမိသားစုတွေသေတာရိုးတန်းတန်းသေသွားတယ်မဟုတ်နောက်မှကြံခဲ့တဲ့မိသားစုတွေဘဝတွေပြက်ကုန်အဲ့တော့မထူးဒီသဘုံမရှိမှနိုင်မှာသဘုံပြောစကားဆိုစကားနားမထောင်ဘယ်သဘုံဖြစ်ဗျာအကုန်သာမျိုးဖြုတ်ရှုပ်လုံးလို့ကျွန်တော်တို့ရတော့အဲ့ဒါပဲတုတ်ပြโอเค